ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမဒီနေ့ရှင်းပြပေးမှာကကြတော့ additional income လို့ခေါ်တဲ့လူကြီးမင်းတို့လက်ရှိအသုံးပြုနေတဲ့ဆိုင်ကနေမဟုတ်ဘဲနဲ့အခြားအပြင် business တစ်ခုဒါမှမဟုတ်လို့ရှိရင် back office ကနေပေါ့နော်ရလာမယ့်အပေါ်ဝင်ငွေ income တစ်ခုကိုညီမတို့ဒါတော့ software ရနေပေါ့နော်ဘယ်လိုမျိုးလေးထည့်လို့ရတယ်ဆိုတာလေးကိုညီမရှင်းပြပေးမှာပဲဖြစ်ပါတယ်ရှင် income form မှာကကြတော့ညီမတို့ကနေပြီးတော့ပေါ့နော်ဒါကတော့ညီမလက်ရှိတစ်ခုပဲထည့်ပေးထားတာပေါ့နော်နောက်ပိုင်းဆိုလို့ရှိရင်ညီမလူကြီးမင်းတို့လိုအပ်တဲ့လောက်ပေါ့နော် form လေး2ခု3ခုပေါ့နော်ထည့်ပေးလို့လည်းရပါတယ်ရှင် additional income တစ်ခုညီမတို့ပြုလုပ်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ညီမတို့က income form တွေကိုညီမတို့ဝင်ပေးရပါတယ်ရှင် income form လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့က income editor ဆိုတာလေးရှိရပေါ့နော်အဲ့ဒါလေးကကြတော့ညီမတို့ကဒီ income item တွေ category တွေပေါ့နော်ညီမတို့အသစ်ဆောက်လို့ရတဲ့နေရာလေးပဲဖြစ်ပါတယ် income editor တွေကိုညီမတို့ဝင်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ဒီ insert new မှာပေါ့နော် income item နဲ့ပြီးတော့ရင် income category ပေါ့နော်ညီမတို့ကထပ်ဖြည့်ပြီးတော့ submit လုပ်ထားလို့ရပါတယ်ဒါဆိုလို့ရှိရင်ညီမတို့ကဒီအပြင်ဘက်မှာပေါ့နော် income category ရဲ့ item လေးရရွေးပြီးသွားပြီဆိုလို့ရှိရင် income amount လေးကိုညီမတို့ထပ်ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ submit နှိပ်လို့ရပြီပေါ့နော်submit နှိပ်လိုက်တာနဲ့ညီမတို့က income amount လေးက software ထဲမှာဝင်သွားမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ညီမတို့ကဒီ income form မှာပေါ့နော်ကိုထည့်ထားတာတွေကိုပြန်ကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီ income report ဆိုတာလေးရှိရဲ့ဒီ income report တွေကိုညီမတို့နှိပ်လိုက်တယ် income report မှာဆိုလို့ရှိရင်ညီမတို့က date month year category တွေ item တွေနဲ့လည်းကြည့်ရှုပြီးလို့ရပါတယ် income report ကိုဒီ income form မှာအပြင်ပေါ့နော်ညီမတို့ကဒီ summary report မှာရှိတဲ့ညီမတို့ရဲ့ feature အသစ်ဖြစ်တယ်ပေါ့နော် cash report မှာလည်းကြည့်ရှုပြီးလို့ရပါတယ်ရှင်ဒီဗီဒီယိုလေးကကြတော့ညီမတို့က income video ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ cash book နဲ့သက်ဆိုင်တဲ့ပေါ့နော်ဗီဒီယိုလေးကညီမတို့အရင် YouTube မှာတင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ညီမ YouTube link လေးကိုပေါ့နော်ဒီဗီဒီယိုအောက်မှာတစ်ချက်ထည့်ထားပေးပါမယ်နော်ဒီမှာဆိုလို့ရှိရင်ညီမတို့ကဒီ amount of income မှာဆိုလို့ရှိရင် additional income လေးပါလာမယ်ပေါ့နော်ပြီးတော့ရင်ဒီဘက် credit မှာကကြတော့ expense ကိုနှုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ opening balance closing balance ကနေပြီးတော့ညီမတို့က additional amount ကိုပါတစ်ခါလေးထည့်လို့ရပါတယ်ရှင်ဟုတ်ကဲ့ဒါကတော့ညီမတို့ software ရဲ့ပေါ့နော် additional income လေးထည့်တဲ့ပုံစံလေးပဲဖြစ်ပါတယ်ညီမတို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးရတဲ့အတွက်လည်းညီမတို့ Data software မှာကျေးဇူးတင်ပါတယ်ရှင်